Don't News Network ရဲ့ Pocket အစီအစဉ်ဖြစ်ပါတယ်။မြန်မာဒေါ်လာရေးနိုင်ငံရေးစစ်ရေးတွေနဲ့ပတ်သက်လို့ထူးခြားတဲ့အကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးမှာပါ။ဒီနေ့တင်ဆက်မယ့်အကြောင်းကတော့အကျဉ်းထောင်တွေကအကြားကျင်ဆုံးအတန်းဆိုတဲ့ Pocket ဖြစ်ပါတယ်။ကျွန်တော်ထောင်ထဲမှာရှိစဉ်နိုင်ကျင်းတွေရဲ့အတန်ကိုအမြဲတမ်းနားထောင်ပြီးနေ့ရက်တွေကိုကြော်ဖြတ်ခဲ့ပါတယ်။သူတို့တွေငတ်ပြီးတော့နေ့စဉ်တိုင်းကြော်ဖြတ်နေရတာဖြစ်ပါတယ်။ကော်ဖီမစ်လေးတစ်ထုပ်တောက်ရဖို့ထီဆူကြီးပေါက်တယ်လို့ကံကောင်းမှတောက်ရတယ်လို့အဖြစ်မျိုးတွေနဲ့နိုင်ကျင်းတွေကြော်ဖြတ်နေရတာပါ။ထောင်ထဲကိုရောက်ပြီးမှအာဟာရနေပါလို့မောချီလို့ခေါ်တဲ့ဖောပြီးလမ်းမလျှောက်နိုင်တဲ့ယောဂါတွေခံစားရင်ကြော်ဖြတ်နေရတဲ့နိုင်ကျင်းတွေမှာတပုံကြီးပါပဲထောင်ဝင်စာပါဆယ်ပို့မယ်ဆိုတာကိုသူတို့ဘယ်တော့မှမခံစားခဲ့ကြရပါဘူးနားလဲပါတယ်သူတို့လည်းအဲ့ဒီလောက်ထိကြဲကြဲပြက်ပြက်ဝေငှမပေးနိုင်ဘူးဆိုတာသူတို့ကိုလည်းအပြစ်မတင်ပါဘူးဘယ်သူကမှလည်းအပြစ်မတင်ပါဘူးအဲ့ဒီအထက်မှာနိုင်ကျင်းတွေဘယ်လိုငတ်နေတယ်လဲဆိုတာကျွန်တော်မြင်တွေ့ခဲ့တာတွေကိုပြောမိအောင်ပါအားလုံးလူတွေသိရအောင်ပါပဲကျွန်တော်ပါဆယ်လာရင်နိုင်ကျင်းတွေကိုတတ်နိုင်သလောက်ဝေးတယ်ညှတယ်ကျွေးတယ်အခုလွတ်လာတဲ့အထိလဲနိုင်သလောက်လှူနေတော့မယ်ကျွန်တော်ကနာမည်ဝင်ယူနေတာမဟုတ်ဘူးတိအောင်ပြောနေတာတယောက်ဆိုတယောက်ထိရောက်တယ်ထောင်ဝင်စာပါဆယ်ပို့မယ်ဆိုတာအရင်2022ခုနှစ်လောက်ထိကျွန်တော်တရားရင်ဆိုင်နေတုန်းကကြားခဲ့ရပူပါတယ်နောက်ပိုင်းအင်းစိန်ထောင်ကကန့်သက်ချက်တွေကြောင့်ပဲလားသူတို့လည်းပါဆယ်တွေပို့မရတော့ဘူးထင်ပါရဲ့အင်းစိန်ထောင်တွေကနိုင်ကျင်းတွေစီကိုတော့ထောင်ဝင်စာပို့မယ်ဆိုတဲ့ဘက်ကနေပါဆယ်ပို့တာမကြားသိခဲ့ရပါဘူးပါဆယ်ပို့တဲ့နိုင်ကျင်းတွေကလည်းသူတို့အင်္ဂါတက်ထိုင်လို့ပို့တာရှိတယ်အလှရှင်ကလှူလို့ပို့တာရှိတယ်ရှင်းနေတွေကိုထောင်ဝင်စာပါဆယ်ပို့မယ်ဘက်ကထောက်ပံ့ပြီးလာတာလည်းရှိကောင်းရှိပါလိမ့်မယ်အဲ့ဒီရှင်းနေတွေက2023ခုနှစ်အထိတရားရုံးထွက်တဲ့နိုင်ကျင်းတွေကိုထမင်းဘူးရေသက်ဆက်လက်တွေပေးတာတွေရှိပါတယ်အဲ့ဒါကရှင်းတွေကိုထောင်ဝင်စာပါဆယ်ပို့မယ်ဘက်ကပေးတာလားဘယ်အဖွဲ့ကပေးတာလဲဆိုတာသူတို့လည်းမပြောပြကြပါဘူးလက်ရှိတော့တခြားထောင်တချို့စီကိုထောင်ဝင်စာပါဆယ်ပို့မယ်လုပ်နေကြတာရှိပါတယ်ထောင်ဝင်စာပါဆယ်ပို့မယ်ဘက်ကမိသားစုဝင်တွေကိုလှူရင်တော့တစ်မျိုးပေါ့ဒါပေမဲ့သူတို့လည်းအလှငွေရရှိမှုတွေခက်ခဲကောင်းခက်ခဲပါလိမ့်မယ်ကျွန်တော်အနေနဲ့ထောင်အသီးသီးကပါဆယ်မရပဲထောင်ကကျွေးတဲ့ဟင်းတွေနဲ့ပဲစားနေကြရတာဟာတော်တော်လေးကျမ်းမာရေးအတွက်မကောင်းဘူးလို့ပဲပြောပြရစီ။ဘာကြောင့်လဲဆိုရင်ကျွန်တော်ကိုယ်တိုင်ကအဲ့ဒီထောင်ထမင်းဟင်းတွေနဲ့9လလောက်စားလိုက်တာမောချီလို့ခေါ်တဲ့ဖောပြီးလမ်းမလျှောက်နိုင်တဲ့ယောဂဖြစ်ခါဆေးရုံကို3-4ချိန်လောက်ရောက်ခဲ့ဘူးတာကြောင့်ပါ။ဒါကအာဟာရချွတ်တဲ့မှုကြောင့်ဖြစ်ရတာပါ။ထောင်ကကျွေးတဲ့ဟင်းဆိုတာတော်တော်အခြေအနေဆိုးတာကြောင့်ပါ။မနက်ပိုင်းအတွက်စံပြုတ်တစ်လက်ထမင်းကြော်တစ်လက်ကျွေးပါတယ်။ကျွေးပေမဲ့စံပြုတ်ကတစ်ခါတလေကောင်းတယ်တစ်ခါလေမလောက်ကြဘူးထမင်းကြော်ဆိုပိုဆိုးသေးတယ်ဒီလောက်မာကလောင်ထနေတာလောက်ငှအောင်မကျွေးနိုင်ပါဘူးမနက်စာငတ်ကြတဲ့အကျဉ်းသားတွေမှာတပုံကြီးပဲအဲ့လိုမလောက်ငှတာကကောင်းလို့မဟုတ်ဘူးနော်စားတော့မပါဘူးဒါပေမဲ့စားကြရတာပဲလေဒါမှမစားရင်သူတို့မှစားစရာမှမရှိတာနောက်ပြီးတော့နေ့လယ်စာဟင်းကနေတိုင်းအရေးကြဲကြဲပဲဟင်းပဲအရင်2021ခုနှစ်စအဖမ်းခံရတော့ကဆိုရင်နိုင်ကျင်းတွေတိကြတယ်။ပဲဟင်းပြစ်နစ်ကလေးတောက်ကြရတယ်။စားလို့လည်းကောင်းပါတယ်။2023ခုနှစ်ကစလို့နေ့လယ်စာကျွေးတဲ့ပဲဟင်းဆိုတာလက်စေးရည်လိုပါပဲ။ပဲလဲရှာမတွေ့ဘူး။အရည်တွေပဲ။စားမပါစီးမပါနဲ့ပါဆယ်မလာနိုင်တဲ့အကျဉ်းသားတွေနိုင်ကျင်းတွေဘယ်လိုလုပ်စားကြမလဲ။ဒါကြီးနဲ့နေ့လယ်စာကိုရက်ပေါင်းလပေါင်းနှစ်ပေါင်းများစွာဖြတ်တန်းနေတော့ယောဂမဖြစ်ဖဲနဲ့နေပါတော့မလားမတည်ပဲနေပါတော့မလားနောက်ပြီးတော့ညနေစာကတော့ကြက်ဥကျွေးတဲ့နေ့ဆိုရင်အရင်2021ခုနှစ်တုန်းကဆိုတစ်ခါကျွေးရင်ကျွန်တော်9လုံးထိစားခဲ့ပူပါတယ်ကျွန်တော်ထောင်ကမလွတ်ခင်2025ဧပြီလမတိုင်ခင်မှာပဲ2ယောက်ကို3လုံးအထိဖြစ်သွားပါတယ်ငါးကျွေးတဲ့ရက်ဆိုရင်လည်းအရင်တုန်းကတတုံးကိုလက်4လုံးစာလောက်ရှိပါတယ်ငါးကျွေးတဲ့ရက်ဆိုရင်လည်းအရင်တုန်းကတတုံးကို4လက်မလောက်ရှိတယ်အခုတော့တလက်မလောက်ပဲကျန်တော့တယ်ငါးရင်ချက်တာမဟုတ်ပါဘူးပြုတ်ချက်ပါကြက်သားကျွေးတဲ့နေ့ဆိုလဲအရင်က9ချက်ခွဲသားအထိကျွန်တော်တို့စားခဲ့ပူပါတယ်အခုတော့2ချက်သားတောင်မရှိတော့ဘူး
ကြက်သားကိုလည်းပြုတ်ချက်ပုံစံမျိုးနဲ့ပဲအရေးကြီးချက်ထားတာပါအဲ့ဒါညပိုင်းကျွေးတာပေါ့နော်နေ့တိုင်းကျွေးတာတော့မဟုတ်ဘူးအင်္ဂါဗုဒ္ဓတောက်ကြနဲ့တနင်္ဂနွေနေ့ညပိုင်းတွေမှာကျွေးတယ်ကျန်တဲ့နေ့ကတော့နေ့လယ်စာအရေးကြီးပဲဟင်းနဲ့ညနေစာကစွန်ရွက်အရင်တွေကိုအပိုင်းလိုက်ခုတ်ထစ်ပြီးတော့စီမပါစားမပါနဲ့ချက်ထားတဲ့ထောင်ခေါ်တာလဘောဟင်းပါပဲကဲဒါတွေကိုစားပြီးဘယ်လိုလုပ်အသက်ရှင်ကြမလဲခင်ဗျားတို့စဉ်းစားကြည့်ပေါ့ဘယ်သူမှအပြစ်မပြောချင်ပါဘူးကျွန်တော်ပါဆယ်လာရင်နိုင်ချင်းတွေကိုပြောတယ်ဒါကအပြင်ကနေကျွန်တော်ကိုလှူပေးလို့ခင်ဗျားတို့ကိုဝေမျှနိုင်တာသူတို့သာမလှူရင်ကျွန်တော်လည်းခင်ဗျားတို့ကိုမလှူနိုင်ဘူးဆိုတာဟုတ်ပေါ့ကျေးဇူးတင်ရင်ကျွန်တော်ကိုတင်ရမှာမဟုတ်ဘူးအလှူရှင်တွေကိုတင်ရမယ်ဆိုတော့ကျွန်တော်ပြောခဲ့ပါတယ်အိမ်ချက်လေးအသားမဟုတ်ဘူးနော်ငပိချက်ကလေးစားရရင်တော့သူတို့မှထီပေါက်တယ်လို့ဝမ်းသာနေကြတာတခါတလေအိမ်ချက်အသားဟင်းလေးတတုံးတလီများကျွေးလိုက်ရင်ပဲသူတို့မျက်နှာကလာဝင်းကြီးလိုကြည်လင်လို့အဲ့ဒီပုံရိပ်တွေကမျက်ဝန်းထဲထိအခုထိရှိနေတော့မှာပဲတော်ပါပြီအခုကျွန်တော်ပြောချင်တာကတော့ထောင်ဝင်စာပါဆယ်ကိစ္စမဟုတ်ပါဘူးနိုင်ချင်းတွေအကြကျင်ဆုံးကဘာတွေလဲဆိုတာကိုသိဖို့ပါထောင်ထဲမှာဒီလောက်ငတ်တဲ့ကြားတွေကသူတို့အဖြစ်ချင်ဆုံးနဲ့အကြကျင်ဆုံးဆိုတာဘာတွေလဲသူတို့ငတ်နေတာတော့မှသူတို့ဟင်းကောင်းတွေမုံကောင်းတွေငွေတွေပုတ်ပြီးပါလို့မတောင်းတကြဘူးသူတို့ဝဲတွေရားနာတွေဖြစ်နေလို့စေးကောင်းတွေမတောင်းတကြဘူးသူတို့မိသားစုတွေဆုံးရှုံးသွားလို့ပြန်ရော်ပေးပါလို့လည်းမပြောကြဘူးမတောင်းဆိုကြဘူးသူတို့အမြဲတမ်းဆူတောင်းပေးကြပါတယ်အမြန်ဆုံးနိုင်ပါစေနိုင်မှလည်းသူတို့အမြန်ဆုံးအိမ်ပြန်နိုင်ပါလေသူတို့အားလုံးအောင်ပွဲနဲ့အိမ်ပြန်ခြင်းကြတာပါသူတို့ထောင်ထဲကနေလက်သုံးချောင်းထောင်ပြီးတော့အိမ်ပြန်ခြင်းကြတာပါထောင်ထဲကအာနာရှင်ပေါက်စာတွေကိုတယော်ပြီးအိမ်ပြန်ခြင်းကြတာပါအဲ့ဒီအတွက်သူတို့ကြားခြင်းဆုံးကသူတို့ဝတ်သားဟင်းလေးပို့ပေးပါမဟုတ်သူတို့ငပိကြော်လေးတောင်းတကြတာလည်းမဟုတ်ဘူးဗျသူတို့စာလောင်နေကြတာကြားခြင်းနေကြတာနိုင်တဲ့သတင်းတွေအောင်ပွဲသတင်းတွေအတန်တွေအချင်းကြီးကောင်းနေပြီဆိုတဲ့သတင်းတွေကိုပဲသူတို့ကြားခြင်းကြတာပါခမရတို့စီမှာဘလောက်တောင်ညီညာညာနဲ့အလုပ်တွေလုပ်နေကြလဲဆိုတာကိုကြားခြင်းကြတာပါအင်းစိန်ထောင်မှာ3နှစ်ကျော်ဖြတ်သန်းနေစဉ်တုန်းကနိုင်ငံရေးအကျဉ်းသားတွေတိတ်ပျော်ရွှင်ကြတဲ့အချိန်တွေရှိတယ်အကျဉ်းထောင်တွေနားမှာအုံဘုံဘုံအတန်နေကြရင်တိတ်အားတက်ကြတာမကြားရတဲ့နေ့တွေဆိုရင်အပြင်မှာအချင်းတွေမကောင်းကြဘူးလားဆိုတဲ့အတွေ့အဖြစ်ကြရတယ်မြမအတန်တို့မြောက်ရီရုပ်တန်တွေကနေပွဲတွေစီနီလိုက်တာမြင်တိုင်းဒီကောင်တွေဝါရဖြတ်နေကြတယ်ဆိုတာကိုသိကြပါတယ်ဒါပေမဲ့ကြားကျင်တဲ့အတန်တွေမကြားရတဲ့အခါမှာဝါရဖြတ်ရုပ်တန်တွေထဲမှာစီကားနေကြတာတွေကိုကြည့်ပြီးတော့ကြည့်ဖန်များလာတော့တွေးလာကြတယ်သူတို့အားငယ်လာကြတယ်အဲ့ဒီနိုင်ပွဲကိုအမြန်ဆုံးရအောင်ယူပေးရမှာကတော်လန်ရေးအင်အားစုတွေဘက်ကပါတော်လန်ရေးအင်အားစုတွေလုံနေကြတာကိုလည်းသိကြပါတယ်ဒါပေမဲ့တချို့သောတော်လန်ရေးလှုပ်ရှားတွေကြောင့်ထိခိုက်နေကြရလို့ပြောပြရတာပါအချင်းချင်းတွေတွေးကွဲအောင်ပဲလှုံ့ဆော်နေကြတယ်အဲ့လိုမဖြစ်စေချင်လို့ပြောတာပါသူတို့ကြားချင်တာကအပြင်ကနိုင်ငံရေးလှုပ်ရှားသူတွေရဲ့အောင်ပွဲခံတဲ့အတန်တွေမဟုတ်ပါဘူးဒေါ်လာရေးနယ်မြေလူပွဲတွေလည်းမဟုတ်ပါဘူးပြည်ထောင်စုအစိုးရလူပွဲတန်တွေလည်းမဟုတ်ပါဘူးဒေါ်လာရေးမျိုးဆက်တွေချနှင်ခံရတာတွေလည်းမဟုတ်ပါဘူးခင်ဗျားတို့နိုင်ငံရေးမယိုးသားဘူးပြတ်မှာပဲဒါဆရာကြီးဟန်တာရီဦးဝင်းတင်ကပြောခဲ့တဲ့စကားပါအာနာရှင်ကမတည်ပဲအာနာရှင်တွေပွားများလာတယ်အာနာလူပွဲတွေမင်းမှုလာတယ်အာနာပွဲစားတွေကြီးပွားလာတယ်ဒီအတန်တွေကဖိနှိပ်မှုမျိုးစုံနဲ့နေကြရတဲ့နိုင်ချင်းတွေအတွက်အစိတ်တွေခင်ဗျားတို့အဲ့ဒီအစိတ်တွေကိုမတိုက်ကြပါနဲ့ခင်ဗျားတို့မြေမြုပ်ပစ်လိုက်ကြပါမမြုပ်နိုင်ရင်တော့မှပဲခင်ဗျားတို့ကိုယ့်အစိတ်ကိုပြန်တောက်ပြီးတော့မြေကြီးထဲကိုဝင်လိုက်ကြတာကောင်းပါလိမ့်မယ်ခင်ဗျားတို့တော်လန်ကြီးကိုများများလှုပ်ရှားကြပါသွေးခွဲရေးကိုများများရေးကြပြောကြပါအဲ့ဒီလိုရေးလို့အာနာရှင်ကပျောက်သွားမလားပျောက်မယ်ဆိုရင်ရေးကြပါကျွန်တော်တော့မပြောလို့ပါဘူးအခုကအာနာရှင်ကိုတိုက်နေတာလားအာနာရှင်ကိုတိုက်နေတဲ့တော်လန်ကြီးအဖွဲ့တွေကိုတိုက်နေတာလားဆိုတာပြန်စဉ်းစားကြပါ9နှစ်တည်းကိုရောက်လာပြီခင်ဗျားတို့ဒီလိုရေးလို့အာနာရှင်နေတီတန်သွားသလားဘယ်တော့မှအာနာရှင်ကင်းစင်တဲ့အတိုင်းပြီးဖြစ်လာမှာလဲဘသူလို့အာနာရှင်အမြင့်ပြတ်ဖို့ကအရေးကြီးပါတယ်မနာလိုမှုတွေထားခဲ့ပြီးတော့အတူတူရှေ့ဆက်ကြရမှာပါဘလို့တိုက်အာနာရှင်အချင်းကြီးပြိုလဲသွားဖို့လိုပါတယ်အချင်းချင်းသွေးကွဲစေတဲ့ဝါရမိုင်းတွေကိုချပြမနေဖို့လိုပါတယ်ဒီအတန်လေးတွေကိုအာနာရှင်ရဲ့လှောင်အိမ်တွေထဲမှာပိတ်မိနေတဲ့
နိုင်ချင်းတွေအတွက်စောင့်ချင်းပေးဖို့တောင်းဆိုပါတယ်တန်နိုင်ခန်းတွေကအမေအိုကြီးကိုလည်းတနာပေးကြပါကိုချင်းမီကိုစီယာတော်တို့ကိုလည်းတနာပေးကြပါထောင်တွေထဲမှာကြာဆုံးသွားတဲ့အညတရသူရဲကောင်းတွေကိုလည်းတနာပေးကြပါကြာဆုံးသွားတဲ့တော်လန်ရေးသူရဲကောင်းတွေကိုတနာပေးကြပါတည်ဆုံးသွားတဲ့တက်ကြီးရွယ်ုံနဲ့ကလေးသူငယ်တွေကိုလည်းတနာကြပါဦးတည်တံကြနေတဲ့နိုင်ချင်းတွေကိုလည်းတနာပေးကြပါအသက်ပေးရင်တော်လန်နေတဲ့ရဲဘော်တွေကိုလည်းတနာကြပါဦးသူတို့မှာလုံခြုံရေးလည်းမရှိပါဘူးဒင်နာပွဲတွေလည်းမရှိပါဘူးလာစားလည်းမယူကြပါဘူးနိုင်ငံတကာကပေးတဲ့အထောက်ပံ့တွေထောက်ပံ့ငွေတွေကိုလည်းရမနေပါဘူးပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝဆိုတာကလည်းရှိမနေပါဘူးနိုင်ငံတကာရဲ့အကောင်းဆုံးပညာရေးဆိုတာကလည်းမတင်ကြရပါဘူးတော်လန်ကြီးကိုကုတုံးလုပ်ပြီးတော်လန်ကြီးပွဲစားတွေအဖြစ်လေလှုပ်ရှားမနေကြပါဘူးသူတို့အားလုံးကြားချင်နေတာနိုင်ပွဲပါဒီအတန်လေးတွေဟာသူတို့ရှေ့ဆက်ဖြတ်တန်းရမယ့်အားစီးတွေဖြစ်ပါတယ်တော်လန်နေကြသူတွေရဲ့အားစီးလည်းဖြစ်ပါတယ်သူတို့အတွက်ထောင်ထဲမှာငတ်နေသည့်တိုင်အာဟာရပြည့်ဝတဲ့အစားအသောက်တွေမလိုပါဘူးသူတို့လိုအပ်တာသူတို့ကြားချင်တာကခမည်းတော်စီးလုံးနေတယ်အောင်မြင်နေတယ်ဆိုတဲ့အတန်တွေပါပဲဗျာဒေါအောင်ဆန်းစုကြည်ဘာကြားချင်တယ်လဲကြာဆုံးသွားတဲ့သူတွေဘာကြားချင်တယ်လဲတည်တံကြနိုင်ခြင်းတွေဘာကြားချင်တယ်လဲပြည်သူတွေဘာကြားချင်တယ်လဲဆိုတာကိုမမေ့ပါနဲ့အတူတူချီတက်ကြမယ်ကျွန်တော်တို့ရဲ့တခုတည်းသောရည်မှန်းချက်ကစစ်အာဏာရှင်စနစ်ပြတ်သုံးရေးပါမင်းအောင်လှိုင်ရဲ့ lobby တွေတောင်ခွဲနေစရာမလိုပါဘူးသူတို့အစားပွဲစားလုပ်ပြီးနေကြတာကိုရှက်စေခြင်းနဲ့ကျေးဇူးပြုပြီးတော့ခမည်းတော်ရဲ့သွေးကွဲစေတဲ့အတန်တွေကိုတိတ်ပေးကြပါကျေးဇူးပြုပြီးတိတ်ပေးကြပါ